တောင်းနဲ့ချီတဲ့ကြွက်တွေကိုဖျားလို့ကိုးကွယ်နေကြတဲ့ကြွက်ဖျားကြောင့်ဒီဖျားကြောင့်မှာတော့တောင်းနဲ့ချီတဲ့ကြွက်တွေကိုနွားနို့တွေတိုက်ပြီးတော့ဖျားလို့ကိုးကွယ်နေကြပါတယ်ကိုကျွေးလိုက်တဲ့အစာကိုကြွက်တွေကလာစားတယ်ဆိုရင်ဖျားကကောင်းကြီးပေးတယ်ဆိုပြီးတော့ယုံကြည်နေကြပါတယ်တစ်ချိန်တော့ကအိန္ဒိယနိုင်ငံမှာကြွက်တွေကြောင့်ပဲပလက်ယောဂဖြစ်ပြီးတော့လူတွေဆုံးပါနေကြတဲ့အချိန်မှာတော့တောင်းနဲ့ချီတဲ့ကြွက်တွေကိုအစာကျွေးပြီးတော့နတ်ဖျားလို့ကိုးကွယ်နေတဲ့ဒီမျိုးကလူတွေကတော့ပလက်ယောဂဖြစ်မဲ့အစာကြမ်းကြမ်းမာမာနဲ့ကိုရှိနေပါတယ်ပုံပြီးတော့အံဝါစရာကောင်းတာတော့ဒီဖျားကြောင့်မှာကြွက်တွေနဲ့လူတွေနဲ့အတူတူဓပကန်နဲ့မုတ်စားလေးရှိပါသေးတယ်ဒီလိုမျိုးကြွက်တွေနဲ့အတူတူစားရတဲ့အကြောင်းရင်းကတော့သူတို့ရဲ့ဆုံးပါသွားတဲ့မိသားစုဝင်တွေကကြွက်အဖြစ်ဝင်စားပြီးတော့သူတို့နဲ့အတူတူလာပြီးတော့စားတယ်ဆိုပြီးတော့လူတွေကယုံကြည်ကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့အိန္ဒိယနိုင်ငံထူးခြားပြီးတော့ကြွက်တွေကိုနတ်ဖျားလို့ကိုးကွယ်တဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတော့မြန်မာနိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံမှာပါကြွက်တွေကြောင့်ပလက်ယောဂဖြစ်ပြီးတော့လူတွေအကြီးအကျယ်ကိုဆုံးပါသွားခဲ့ပါတယ်အခြားနိုင်ငံတွေမှာကြွက်တွေကိုနှိမ်နှင်းကြပေမဲ့အိန္ဒိယနိုင်ငံဒီနော့မြို့မှာတော့အဲ့လိုမျိုးမလုပ်ခဲ့ပါဘူးဒီမြို့ရဲ့ကာနီမာတာဆိုတဲ့ဖျားเจ้าမှာကြွက်အကောင်ရေ2000ခွဲကျော်လောက်ကိုတော့နတ်ဖျားလို့ကိုးကွယ်နေကြပါတယ်လူတွေကကြွက်တွေကိုနွားနို့တွေမုတ်တွေနဲ့အယိုသေးပေးပြီးတော့ကျွေးမွေးကြပါတယ်အော်စရာကောင်းတာတော့ဒီဖျားเจ้าတွေမှာကြွက်တွေအများကြီးရှိနေပေမဲ့ဘယ်တော့မှဒီမြို့ကလူတွေကပလက်ယောဂလိုမျိုးယောဂကိုတစ်ခါမှမခံစားရပါဘူးဒီလိုမျိုးကြွက်တွေအများကြီးကိုကိုးကွယ်နေရတဲ့နောက်ကွယ်မှာတော့ဇလန်းတစ်ခုကရှိနေပါတယ်ဒီဇလိုင်းရဲ့အစကတော့ကာနီမာတာဆိုတဲ့မဲတော်ကသူမရဲ့တားဖြစ်သူဆုံးပါပြီးသွားတဲ့နောက်မှာတော့တားဖြစ်သူအသက်ပြန်ရှင်ဖို့အတွက်တင်မင်းစီမှာတောင်းဆိုခဲ့ပါတယ်တင်မင်းကသူမရဲ့တားကိုအသက်ပြန်ပေးမဲ့အစားကြွက်တကောင်အဖြစ်ဖန်ဆီးပေးလိုက်ပါတယ်အဲ့ကနေတစ်ဆင့်ကြွက်တွေကတဖြည်းဖြည်းနဲ့များလာတာဆိုပြီးတော့လူတွေကယုံကြည်ကြပါတယ်အဲ့ဒါကြောင့်မို့ဒီကြွက်တွေအားလုံးကိုကာနီမာတာမဲတော်ရဲ့တားသမီးတွေဆိုပြီးတော့တတ်မှတ်ပြီးတော့လူတွေကရိုးရိုးတေးတေးနဲ့ဆက်ဆံနေကြတာပဲဖြစ်ပါတယ်နောက်တစ်ခုဒီဖျားเจ้าမှာစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုရှိနေပါသေးတယ်တကယ်လို့လူတယောက်ကမတော်မဆကြွက်တကောင်ကိုနင်းမိပြီးတော့အဲ့ကြွက်ကဆုံးပါသွားခဲ့တယ်ဆိုရင်အဲ့ဒီလူကကြွက်နဲ့တူတဲ့ရွှေစင်ဒါမှမဟုတ်လို့ချင်းငွေစင်တစ်ခုကိုဖျားเจ้าကိုပြန်လူရပါတယ်အကယ်၍မလူဘူးဆိုရင်ဘေးအန္တရာယ်ကကိုချီကိုလာလိုက်မယ်ဆိုပြီးတော့လူတွေကယုံကြည်ထားကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကြွက်တွေအများကြီးကိုနတ်ဖျားလို့ကိုးကွယ်နေတဲ့အိန္ဒိယနိုင်ငံကလူတွေအကြောင်းကိုပြပြပေးသွားခဲ့တာပဲဖြစ်ပါတယ်အိန္ဒိယနဲ့ပတ်သက်တာရဲ့အတွက်ကျွန်တော်ရဲ့အကောင့်လေးကို follow ပေးထားခဲ့ပါအောင်ကျွန်တော်တို့ဘူးတရရဲ့မြောက်ဝေလို့ကိုစောထောင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့က TikTok က YouTube channel Facebook page ဝယ်ယူ channel ဆိုရင်ကျွန်တော်ရှိမှလာရောက်ဝယ်ယူအားပေးလို့ရပါတယ်အာမခံချက်အပြည့်နဲ့ဈေးသက်သက်နဲ့ကိုရောင်းချပေးနေပြီပဲဖြစ်ပါတယ်ဒီဖုန်းနံပါတ်ရဲ့ Viber ကိုဆက်သွယ်အသေးစိတ်မေးမြန်းလို့ရသလိုဒီ Telegram username ကိုလာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ